ရိုးရာတပြူသီးငါးဟင်းချက်ပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကကတိငါးကိုဆေးကြောတန့်စင်ပြီးတော့စားစနစ်နဲ့ထားပါမယ်အရသာသွင်းပြီးတော့နှက်ထားပါမယ်ရှင်တပြူသီးနဲ့ငါးကိုမွန်လူမျိုးတွေကအများဆုံးတွဲဖက်ချက်လေးရှိပါတယ်တပြူသီးဆိုတာကကြည့်လိုက်ရင်အရသာရှိလိမ့်မယ်လို့မထင်ရပေမဲ့ချင်းပြုံးပြုံးအရသာလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ရှင်ကရင်းလည်းရှင်းသလိုလန်းဆန်းမှုလည်းရစေပါတယ်တပြူသီးကိုစားသုံးပြီးတဲ့အခါကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေလည်းရနိုင်လို့သိရပါတယ်တပြူသီးဟာသွေးပေါင်ချိန်ကိုလည်းကောင်းကောင်းထိန်းညှိပေးတယ်လို့သိရပါတယ်သွေးတို့ရှိသူတွေအတွက်အဆင်ပြေသလိုသွေးတို့မပြတ်အောင်ကာကွယ်ခြင်းသူတွေအတွက်လည်းထူးသင့်လျော်ပါတယ်တပြူသီးမှာမျက်လုံးအတွက်အရေးပါတဲ့ဗိုက်တာမင် A များစွာပါဝင်သလိုကိုယ်ခံအားကောင်းစေတဲ့ဗိုက်တာမင် C ကျွဲဝါစွာပါဝင်တာကြောင့်အေးမိဖျားနာတာတွေကိုအထီးအောင်ဆုံးကာကွယ်ပေးတယ်လို့လည်းသိရပါတယ်အရင်ဆုံးတပြူသီးကိုဓာတ်နဲ့ထက်ချမ်းခွဲပြီးတော့လေးစိတ်စိတ်ပါမယ်နုတဲ့အပိုင်းလေးတွေကိုပဲခွဲထုတ်ပါမယ်ရင်းတဲ့အပိုင်းကိုတော့ဖယ်ထုတ်ပါမယ်ရှင်နုတဲ့အပိုင်းလေးတွေကိုအစိတ်ကလေးတွေဖြစ်အောင်လှီးဖြတ်ပါမယ်လှီးထားတဲ့တပြူသီးပိုင်းလေးတွေကိုရေနဲ့တန့်စင်အောင်တေချာဆေးကြောပါမယ်ရှင်ပြီးသွားရင်တော့စကားလေးနဲ့စစ်ထားပါမယ်ကျက်သွန်ဖြူကျက်သွန်နီကိုမြူသီးအစိမ့်မုံနဲ့ထောင်းပါမယ်ထဲဦးတွေကိုစီနှင်းငယ်ထဲပါစီဆူလာပြီဆိုရင်စနွေးမှုတ်အနှဲငယ်ထဲပါမယ်ကျက်သွန်ဖြူနီနဲ့မြူသီးထောင်းထားတာကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်ကျက်သွန်လေးတွေနွမ်းပြီးတော့အနံ့လေးမှုေးလာပြီဆိုရင်တပြူသီးတွေကိုထည့်ပါမယ်ငပိအနှဲငယ်ထည့်ပါမယ်ရှင်တပြူသီးလေးတွေနွမ်းလာတဲ့အထိလုံးရပါမယ်တပြူသီးလေးတွေနွမ်းပြီးတော့ငပိနံလေးမှုေးလာပြီဆိုရင်စုံစေးအနှဲငယ်ထည့်ပါမယ်အရသာအနေနဲ့အချို့မှုတ်စားကြက်သားမှုတ်မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ရေတွေစုပွက်လာတဲ့ထိတဲထားပါမယ်ရှင်တပြူသီးလေးတွေနွမ်းလာတဲ့အထိစုအောင်ကြအောင်တဲထားပါမယ်ရှင်ရေခမ်းလာပြီဆိုရင်တော့ငါးထည့်ပါမယ်ငါးလေးတွေကိုမကြေအောင်တေချာဖွားဖွားလေးထည့်ပြီးတော့လုံးရပါမယ်ပြီးရင်တော့ရေကိုကိုလိုတလောက်ရေတောက်ချက်မယ်ဆိုရင်ရေများများထည့်ပါမယ်ရေခမ်းချက်မယ်စီပြန်ချက်မယ်ဆိုရင်လည်းမိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ကျမတို့ကတော့အရေကျဲလေးချက်မယ်လို့စိတ်ကူးထားတာဖြစ်တဲ့အတွက်အရေကိုများများထည့်ပါတယ်ငရုတ်သီးစိမ့်ကြိုက်တဲ့လူတွေကဒီချိန်မှာထည့်နိုင်ပါတယ်ရှင်ပြီးရင်တော့အဖုံးအုပ်ပြီး3မိနစ်လောက်တဲထားပါမယ်ရေရီပွက်ပွက်ဆူပြီးတော့ဟင်းလဲကျက်ပြီးငါးလေးတွေလည်းနူးလာပြီဆိုလို့ရှိရင်ရတာရှိတဲ့တပြူသီးကကတစ်ငါးဟင်းရပါပြီရှင်ပေါ်ကနေနည်းနည်းမင်းအုပ်ပြီးတော့သုံးဆောင်နိုင်ပါပြီချင်းပြုံးလေးနဲ့တိတ်ကိုရတာရှိပြီးတော့မကြီးသည်မယန်းသီးတို့နဲ့ချက်တလူမျိုးတပြူသီးရဲ့ရတာလေးကလည်းတမှုထူးခြားပြီးတော့ကောင်းမွန်ပါတယ်ကျမရဲ့အတွက်ဆေးဘက်ဝင်တဲ့မွန်ရိုးရာတပြူသီးကကတစ်ငါးဟင်းကိုချက်ကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်